အဲမာကကျောင်းထဲမှာနမိတ်ကြီးလူချစ်လူခင်များတဲ့ကျောင်းသူလေးဒီရင်ကတော့ဂိမ်းကြိုက်ကြီးပြီးဘသူကမှတိတ်မတိကြတဲ့ကျောင်းသားတယောက်သူတို့နှစ်ယောက်ကကဘာနှစ်ခုလိုကွယ်ပြားနေကြတယ်အဲမာကဒင်းကိုမကြိုက်တဲ့သူတွေထဲမှာသူ့မှာလည်းပါပါတယ်ဒင်းကလည်းအဲမာကိုမင်းသမီးလေးလိုတယောခေါ်တတ်တယ်ဒါပေမဲ့ကျောင်းကခရီးသွားအစီအစဉ်တစ်ခုမှာတော့သူတို့ရဲ့ဘဝခရီးစဉ်ဟာထာဝရပြောင်းလဲသွားတော့မယ်ပင်လယ်ထဲမှာလှဲပေါ်မှာကျင်းပတဲ့ပါတီပွဲတစ်ခုအဲမာဟာသူမချစ်သူစတီဗင်ကအခြားနှင်းကိန်းနဲ့နန်းနေတာကိုတွေ့ရပြီးစိတ်ထိခိုက်ခါရေထဲကျသွားတယ်ဒီအချိန်မှာဒင်းကပဲသူ့ကိုကဲတင်ဖို့ရေထဲခုန်ချလိုက်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့ပြင်းထန်တဲ့မုန်းတိုင်းကြီးနဲ့ကြုံပြီးလှိုင်းလုံးကြီးတွေရဲ့အားကိုခံလိုက်ရတယ်နောက်တနေ့သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ရတဲ့နေရာကလူသူကင်းမဲ့တဲ့ကျွန်းမိသားစုတွေတငယ်ချင်းတွေကသူတို့ကိုအသေးအတန်ရှာကြတယ်ဒါပေမဲ့ဘလို့မှမတွေးကြဘူးအေမာနဲ့ဒင်းကလာဒီကျွန်းပေါ်မှာရှင်သန်ဖို့ကြိုးစားရင်းတယောက်ကိုတယောက်ပို့ပြီးနားလေလာကြတယ်အစာပိုင်းမှာခက်ခဲပြီးစကားများကြတယ်ဒါပေမဲ့အတူတူမီးမွေးတာအစာရှာတာခိုကိုးဆွနေရစောက်တာတွေကနေသူတို့ကြားကအကွာဝေးပြီးနီးကပ်လာကြတယ်ဒင်းရဲ့ငယ်ဘဝဝမ်းနေချက်တွေအေမာရဲ့အိမ်ကိုလွမ်းတဲ့စိတ်တွေကိုမျှဝင့်ကြတယ်ဒါကြောင့်မိုးရဲမှာကန်တယ်ရေတကုံအောက်မှာရေချိုးကြတယ်အန်ဒီရဲ့ချစ်တဲ့ကြားသည့်အကောင်နဲ့ရင်ဆိုင်ရတဲ့အခါတယောက်ကိုတယောက်ကာကွယ်ကြတယ်ဒီလိုနဲ့ကျွန်းပေါ်ကခက်ခဲပင်မဲ့တဲ့နေ့ရက်တွေဟာသူတို့နှစ်ယောက်အတွက်အချစ်ရမမေ့နိုင်တဲ့အမတ်တရတွေဖြစ်လာကြတယ်နောက်ဆုံးမှာတော့သူတို့ကန်ကောင်းခဲ့တယ်သူတို့ကိုတွေ့သွားပြီးကဲဆဲလိုက်ကြတယ်အိမ်ပြန်ရောက်တဲ့အခါလူတိုင်းကဝိုင်းဝင်ကြိုဆိုကြတယ်ဒါပေမဲ့လက်တွေ့ကဘာမှာတော့ဖက်တနာကမကုန်သေးဘူးဒင်းဟာကျွန်းပေါ်ကလူပဲဖြစ်နေခဲ့တယ်လို့အဲမာကလည်းလူမှုရေးနဲ့သူမရဲ့ကြော်ညာမှုကြားတစ်ခါမြောက်နေခဲ့တယ်သူတို့အချစ်အားစမ်းသပ်မှုနဲ့ထပ်ကြုံရဦးမလားဒါပေမဲ့အချစ်စစ်ဆိုလာဘလောက်ပဲခွဲခြားခံရပါစီတစ်ပင်အောက်ကမြေကြီးလိုခိုင်မြဲနေတတ်ပါတယ်မိုးရွာထွန်းခြင်းလမ်းမပေါ်မှာအဲမာနဲ့ဒင်းတို့မျိုးရောက်ထပ်ဆုံကြတယ်သူတို့ရဲ့နှလုံးသားတွေရွေးချယ်လိုက်တဲ့လမ်းကြောင်းကိုအတူတူရှောင်လန်းကြတော့တယ်